မင်္ဂလာပါဒီနေ့ပေါ့နော် line မော်ကနေပြီးတော့ friend ဖြစ်နေတဲ့အမနှစ်ယောက်ကဒီနေ့သူတို့ကဖင်လန်နိုင်ငံမှာfast track နဲ့လာတယ်ကိုရီလိုပဲ fast track နဲ့လာတယ်ပြီးတော့သူတို့တွေကြောင်းရပြီပေါ့နော်ကြောင်းရပြီဆိုတော့သူတို့တွေဒီ resident permit လျှောက်ကြတော့မယ်ပေါ့ဒီ fast track other round visa နဲ့ပြီး resident permit ပြောင်းကြတော့မယ်ဆိုပြီးတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တချို့ကိစ္စလေးတွေသူတို့သိချင်တဲ့ဟာလေးတွေကိုလာမေးတယ်ပေါ့နော်လာမေးတယ်ဆိုတော့ကိုကလည်းကျွမ်းကျင်နေတဲ့လူတော့လည်းမဟုတ်ပါဘူးဒါပေမဲ့ကိုလည်းဒီဟာကနေဒီလိုပဲဖြစ်တန်းလာတာဆိုတာသူတို့တီးကြတော့သူတို့ကလည်းနည်းနည်းပါးလာမင်းမြန်းတဲ့သဘောပေါ့နော်ကိုကလည်းဒီအပိုင်းမှာကို့အနေနဲ့တချို့ဟာလေးတွေသူတို့လာမေးတဲ့ဟာလေးတွေကနေပြီးတော့မှလေencourage လုပ်ချင်တာကဒီဖင်လန်နိုင်ငံကိုရောက်လာပြီးပြီဆိုလို့ရှိရင်အဓိကဘာလဲဆိုဖင်လန်နိုင်ငံကိုရောက်လာပြီးပြီဆိုရင်တော်တော်များများကကိုယ်တိုင်လောက်ရတာများတယ်ပြီးတော့တော်တော်များများက online ကနေလောက်ရတာများတယ်ဒီ online ကနေ website ကနေ application တွေပါတယ်အကုန်လုံးကိုလောက်ရတယ် email နဲ့ဒီလိုမျိုးတွေလုပ်ရတဲ့အခါမျိုးတွေမှာကိုကလေအဓိကကဘာကို encourage လုပ်ချင်တာလဲဆိုကိုတိုင်လုပ်ပါလို့ encourage လုပ်ချင်တာ application ဒီတင်တဲ့ခါတွေဘာတွေမှာလဲတော်တော်များများပေါ့နော်ကိုပါဝင်ကဒီလိုမျိုးဒီ online ကနေ application တွေဖြည့်ရမှာတင်ရမှာအင်္ဂလိပ်လိုကြီးတွေကိုတကယ်တော့မရတာလည်းမဟုတ်ဘဲနဲ့လေနော်ဖတ်ကြည့်ရမှာဒီလိုမျိုးတွေကိုကြောက်ခဲ့တဲ့ခါကျတော့အရင်ခတ်မှာပဲတင်ပြီးတော့မှမကြိုးစားကြည့်ချင်ဘူးပေါ့နော်ဒါပေမဲ့ဖင်လန်နိုင်ငံရောက်လာပြီးရင်ဘလို့နီးနဲ့ပဲဖြစ်ဖြစ်အနေနဲ့မြန်ဓာကြီးဖြတ်ကျော်ရမှာတစ်ချိန်လုံးလဲသူများအားကိုနေလို့မရဘူးဆိုတဲ့ခါကျတော့အဓိကပြောချင်တာကဒီအခုစပြီးတော့ resident permit စလျှောက်ပြီးဆိုကြတဲ့ကကိုတိုင်းပဲတင်မှာကိုတိုင်းပဲတင်မှာဆိုတော့မသိလို့ရှိရင်ပေါ့ဖြည့်ရင်းထဲမှာ application Android မှာ account ဖွင့်ပြီးလို့ရှိရင် application form ရှိမယ်အဲ့ဒါကိုဖြည့်မယ်ဖြည့်ရင်းထဲမှာကွာချက်ချင်း submit လုပ်လိုက်စရာမလိုကိုကြိုက်တဲ့လောက်အချိန်ယူလို့ရတယ်ပေါ့နော် submit လို့မနှိမ့်မချင်းကိုကဒါကြီးကဒါလိုသေးတယ်ဒါတော့မှားနေတာဒါတော့ငါမသိသေးဘူးဆိုပြီးတော့မှခဏထားလိုက်ပြီးတော့မှဒါကဘယ်လိုလုပ်ရမလဲဆိုတာတခြားသိတဲ့သူရှိမှသိနိုင်ရနိုင်တဲ့source တွေမှာလိုက်ပြီးတော့မှမေးမြန်းပြီးတော့မှဖြည့်လို့လည်းရတယ်ဖြည့်နေရင်ဟာသူကဒီစာရွက်လိုတယ်လို့ပြောတယ်ဒီစာရွက်ကဘယ်လိုလုပ်ရတာလဲဒီစာရွက်ကငါလုပ်ရအောင်ပဲဆိုပြီးတော့မှဆိုရင်လည်းခဏလောက်ထားပြီးတော့မှလှုပ်ရှားရှာလုပ်ပြီးတော့မှဒါကိုပြန်လာပြီးတော့မှဖြည့်လို့လည်းရတယ်နောက်ဆုံးဖြည့်လာရင်တဲ့မှာနောက်ဆုံး submit ဆိုတာနှိပ်ပြီးတော့မှဟိုဘက်ဒီ immigration မှာလူဝင်ရတာတို့ဘာတို့ညာတို့ဒါမျိုးတွေလုပ်ရတာပေါ့နော်အဲ့တော့ကိုက submit မနှိပ်လိုက်မချင်းမှာကိုတိုင်းစိတ်ကြိုက်အချိန်ယူပြီးတော့မှပြင်လို့ရတယ်ဆိုတော့ဖတ်ကြည့်ပါအနည်းဆုံးကွာဣတိမရွေးနားမလဲအောင်မှ Google Translate တွေရှိတယ်သိရမလားဒီလိုမျိုးတွေမှာtranslate လုပ်ပြီးတော့ပဲဖြစ်မသိတဲ့သူကိုမသိတဲ့သိတဲ့သူတွေရှိမှသွားမေးပြီးတော့ပါပဲဖြစ်ဖြည့်လို့ရတယ်ဆိုတော့ဒီလိုမျိုးကိုယ်တိုင်ဖြည့်ခြင်းအပြင်application ကအချက်လက်တွေကပေါ့နော် immigration က in case တခုမေးလာတယ်ဆိုရင်တော့မှကိုဖြည့်ထားတာပြီးသားကိုရင်းနှီးထားပြီးသားအကြောင်းအရာတွေဖြစ်တဲ့အတွက်ကြောင်နေစရာအကြောင်းမရှိတော့ဘူးလေတခုခု in case ကိုဆက်သွယ်လာတဲ့အခါမျိုးတွေမှာမေးလာတဲ့အခါမျိုးတွေတောင်မှလေဆိုတော့ဒါကြောင့်မို့လို့အဓိကဒီဗီဒီယိုမှာပြောချင်ရတဲ့အကြောင်းရင်းက Under Finland မှာ resident permit တင်တဲ့အခါမှာကိုတိုင်းလုပ်ဖို့အတွက်လုံးဝမကြောက်ပါနဲ့စိတ်မပူပါနဲ့မသိတာရှိလို့ရှိရင်လည်းလိုက်မေးလို့ရပါတယ်ဖြည့်ပေးခြင်းတဲ့သူတွေအများကြီးပါကူညီတဲ့သူတွေလည်းအများကြီးပါဆိုတော့ကျွန်တော်လာပြီးတော့ကျွန်တော်ကဘယ်ချိန်ပဲဆိုပြောပေးတယ်ကိုအားတဲ့ချိန်မအားတဲ့ချိန်တော့မအားတဲ့ချိန်လဲရတာနဲ့တိတာနဲ့ကိုမြင်တာနဲ့ပြောပေးတယ်ဆိုတော့အဓိကကတော့ကိုတိုင်းတင်ကြဖို့လို့အားပေးခြင်းလို့တတိယပြီးတော့မှဒါလေးတင်လိုက်တာပါ